ကြည့်တင်တဲ့လူကြည့်ငါတို့ကတော့ TikTok ရိုက်နေရရင်ပျော်နေတာဆိုတဲ့လူတွေရှိလားဗျမင်္ဂလာပါ Digital ရဲ့ founder ကိုစရာဖြိုးပါငါကြိုက်တာငါရိုက်မယ်ကြည့်တင်တဲ့လူကြည့်ဆိုပေမဲ့ကိုတင်လိုက်တဲ့ video က awareness မရဘူး reach engagement တွေမကောင်းဘူးဆိုရှင်တည်တာတယ်ခင်ဗျာမရအောင် sales ပါမရဘူးချင်းတည်တယ်တော့ personal သုံးတဲ့ TikTok account ဆိုလို့ရှိရင်တော့အဆင်ပြေပေမဲ့ကိုယ့်ရဲ့ business အတွက်ဆိုလို့ရှိရင်တော့တင်နေတာတင်ရိုက်ချင်လို့ရိုက်ဆိုတာထက်ကိုယ့်ရဲ့ business ကို awareness ရဖို့ engagement ရဖို့ဘာတွေဘယ်လိုတင်ရမလဲဆိုတဲ့ strategy တော့လိုလာပါပြီအဲ့တော့ဒီနေ့မှာတော့အခြေခံအကျဆုံးဖြစ်တဲ့အယိုးရှင်းဆုံးဖြစ်တဲ့ TikTok video content strategy ကိုကျွန်တော်ပြပြပေးပါမယ်ဟုတ်နံပါတ်1အနေနဲ့ကိုဘာလိုချင်လဲဆိုတော့ကိုချမှတ်ပါကိုက like share comment ဆိုတဲ့ engagement တွေကိုပို့ပြီးတော့လိုချင်တာလားကိုလူပိုသိပါစေတဲ့ awareness ဆိုလိုချင်တာလားနောက်ပြီး inquiry လိုချင်တာလားအဲ့လိုမျိုး goal တစ်ခုကိုအရင်ဆုံးသတ်မှတ်ပါမယ်နံပါတ်2အနေနဲ့ကိုက goal ကိုသတ်မှတ်ပြီးပါပြီဆိုရင်ဘယ်သူတွေကိုရောက်မှလဲ target audience အရင်ရေးကြည့်ပါတယ်ကိုကဘယ်သူတွေကိုရောက်အောင်လဲဆိုတာသိမှကိုရဲ့ video content ဆိုဘယ်လို video content type မျိုး create လုပ်အောင်လဲဆိုတာပြန်ပြီးတော့စုပ်ဖြတ်လို့ရမှာဖြစ်ပါတယ်။နောက်နံပါတ်3ကတော့ကိုချလိုက်တဲ့ goal ကိုခွဲခြားစိတ်ဖြာပြီးတော့ကိုတစ်လမှာ video content ဘယ်နှပုတ်တင်မလဲဆိုတာကိုစဉ်းစားရမှာဖြစ်ပါတယ်။နောက်နံပါတ်4ကို create လုပ်ထားတဲ့ video နဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့ voice over တွေ sound effect တွေ filter တွေကို video supporting လုပ်မဲ့အရာတွေကိုမြန်မြန်ဆန်ဆန်သုံးတာတော့ပို့ပြီးတော့ attraction ရှိစေပါတယ်ဗျ။နောက်နံပါတ်5အနေနဲ့ဆိုလို့ရှိရင်ဗီဒီယိုတွေတင်တဲ့အခါမှာ consistency ရှိနဲ့တင်ဖို့လိုအပ်ပါတယ်။နောက်နံပါတ်6အနေနဲ့ကိုယ့်ရဲ့ဗီဒီယိုကနေပြီးတော့ awareness ပါမဟုတ်ဘဲနဲ့ sales ပါရကျင်တဲ့ဆိုလို့ရှိရင်တော့ဝင်လာတဲ့ inquiry အကုန်လုံးကို reply ပြန်ပေးဖို့လိုပါတယ်။ကိုဗီဒီယိုအောက်မှာ comment မှန်းသူတွေကိုအချိန်နဲ့တပြေးညီဒါမှမဟုတ်အချိန်သိမ့်မကြာပဲနဲ့ပြန်ပြီးတော့ reply ပြန်ပေးတာမျိုးတွေလုပ်လို့ရှိရင်ပို့ပြီးတော့ကောင်းပါတယ်။နောက်ဆုံးနံပါတ်9အနေနဲ့ကတော့ကိုယ့်ဗီဒီယိုတွေနဲ့ပတ်သက်ပြီးတော့ analysis အများအားလုပ်ဖို့လိုပါတယ် metric တွေအများအားကြည့်နေဖို့လိုပါတယ်ဒါမှဘယ်ဗီဒီယိုကပေါက်သွားပြီးတော့ဘယ်ဗီဒီယိုတွေကတော့လူကြိုက်သိမ့်မများဘူးဒါဆိုလို့ရှိရင်လူကြိုက်များတဲ့ engagement များတဲ့ဗီဒီယိုတွေကိုပို့ပြီးတော့ကိုက create လုပ်နိုင်မှာဖြစ်ပါတယ်ဗျဒီအချက်9ချက်ကတော့ TikTok video content တွေလုပ်တဲ့အခါမှာအယိုးရှင်းဆုံးဖြစ်တဲ့ strategy တစ်ခုဖြစ်ပါတယ်အဲ့ဆိုလို့လည်းကျွန်တော်ပြောတာလေးတွေအဆင်ပြေတယ်သဘောကျတယ်ဆိုလို့ရှိရင်ဒီ9ဆင့်လေးကိုပဲလိုက်လုပ်ကြည့်ပါဦးဗျအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်နော်